ပြောနာကြရာတွေကိုစာကြည့်ပြီးရွတ်တာလားအဲ့ဆိုရင်အမေကဗျာခဏချက်ထဲရွတ်ပြလိုက်မယ်လေရွတ်တော့အမေတင်ပေးတယ်လို့ဖွာလုံးကလေးဝိုင်းအောင်ရေးတဲ့ခဲ့အမေသားပါဘူးဆိုကြရာလေးလေရေးတဲ့နေပြီအမေဒီတော့ကဖူတောင်းနေလွဲသွားဒီသားစုထောက်မှန်နိုင်တဲ့သူဖျက်ပါစေဆိုပြီးဖူတောင်းလိုက်တာအမေသာအကြီးကအမေနဲ့ဝေးရရောက်လာတော့ပဲအမေစုငေါက်တိုင်းပြန်ခံတော့တဲ့အမေသာလူမကြီးကအခုဆိုလှုပ်ရှင်တဲ့တွေဟာလက်ပင်ချပြီပြုံးတတ်နေပြီအမေတနေ့အစဉ်ပြေခဲ့အမေလူချင်းနဲ့စပင်းမုံလေးညပြီးအမေရဲ့အိမ်ကိုလေးချီဒါညခဲ့မယ်အမေရဲ့လက်ရည်တော်ကြီးဖတ်ပြင်နောက်ပြီးအိမ်မှာမနေရတော့ဘူးလို့ဒါဘယ်တော့မှချက်မပြောတော့အပြေလောကကြီးအမေယူဝင်မလုံးကြဘူးဗျလောကရန်ဆိုကစားဘူးရဒါအားရလိုက်တာအမေရနေတို့တော့မပူနဲ့အားရတော့အမေစီစင်ငယ်ကျွေးမေ